မင်္ဂလာပါဒီဗီဒီယိုလေးကတော့ဖိလစ်ပိုင်နိုင်ငံအီလိုမျိုးမှာကျင်းပတဲ့ဝန်ခါ2026ကိုမြန်မာနိုင်ငံကမိသားစုဆရာဝန်တွေတွားရောက်တက်တဲ့အမတ်တရလေးဖြစ်ပါတယ်။မိုင်ပေါင်း2000လောက်ကွာဝေးတဲ့ခီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လေယာဉ်30စီးပြီးတော့တွားရပါတယ်။အရန်လဲပင်ပန်းပါတယ်။ဒါကတော့ကျွန်တော်တို့မန်းလေးဖွဲ့ပါဟိုရောက်ရင်တော့ကျွန်တော်ရန်ကုန်ကအဖွဲနဲ့တွေ့မှာဖြစ်ပါတယ်။အခုကတော့ကျွန်တော်တို့လာကြိုတဲ့ကားကြီးပေါ်မှာပေါ့နော်။ဒီကနေတစ်ဆင့်ကျွန်တော်တို့အီလို convention center ကိုအရင်ကျွန်တော်တို့ရောက်ပါတယ်။ကျွန်တော်တို့ကြိုဆိုတဲ့ပုံစံကလည်းအရန်ကိုမိုက်ပါတယ်။ဒါကတော့ e-poster presentation လုပ်မယ်ရန်ကုန်ကဆရာအောင်ပြစိုးနဲ့ဆရာစောမင်းမောင်တို့ဖြစ်ပါတယ်။ဒါကတော့မန္တလေးကကျွန်တော်တို့ရဲ့မအေးကြီးဖြစ်ပါတယ်။ quiz ဝင်ပြိုင်ပြီးတော့ပထမဆုရသွားတော့အမဒေါက်တာအီလင်းဖြစ်ပါတယ်။အခု presentation လုပ်နေတဲ့အမကတော့ဒေါက်တာထူးမွန်ခိုင်ဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့လေးစားရတဲ့ဆရာမကြီးဒေါက်တာတင်မျိုးဟန်ဖြစ်ပါတယ်ဆရာမကတော့ presentation တွေရော workshop တွေရောအများကြီးပဲလုပ်ခဲ့ပါတယ်ဒါလည်းကျွန်တော်တို့ရန်လေးစားရတဲ့ဆရာမြဝင်းနေဖြစ်ပါတယ်ဒါကတော့အမှတ်မထင်ပဲတွေ့ခဲ့တဲ့ Australia မှာနေတဲ့မြန်မာဆရာဝန်မကြီးဖြစ်ပါတယ်အခုကတော့ IACGP ရဲ့ founder Michael Wright ကနေပြီးတော့ sharing လုပ်ပေးနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အရန်ကိုပြောစရာကောင်းတဲ့ clinic visit အချိန်လေးဖြစ်ပါတယ် lifestyle medicine အကြောင်းကိုကျွန်တော်တို့ကိုယ်တိုင်ကိုကြသွားရောက်လေ့လာနေတာဖြစ်ပါတယ်သူတို့ကလည်း presentation လုပ်ကိုကလည်းမေးဖို့နေမေးအရန်ကိုဒါပြောစရာကောင်းပါတယ်ဒါကတော့သူတို့ရဲ့ဆေးရုံရဲ့အနေအထားကိုသူတို့ဘယ်လိုပြင်ဆင်ထားရဲဆိုတဲ့အကြောင်းကိုလိုက်ပြသနေတာဖြစ်ပါတယ်လိုက်ပြပေးတဲ့ supervisor တွေကလည်းအရန်ကိုတဘောကောင်းပြီးတော့အရန်ကိုပြောရှင်စရာကောင်းတဲ့လေ့လာရေးခီးစဉ်လေးတစ်ခုဖြစ်ပါတယ်။အခု lifestyle medicine clinic visit ကနေကျွန်တော်တို့ပြန်ပြီးဖြစ်တဲ့အတွက်ကြောင့်မတရားတပ်ပုံလေးရိုက်ထားပါတယ်။ 1 2 3 walk down finish thank you အပေါ်ထဲမှာတက်ပြီးတော့ medical device တွေဒီ pharmacy တွေအကြောင်းလည်းကျွန်တော်တို့လေ့လာခွင့်ရပါတယ်။ဒေါက်တာတန်းတန်းဆွေဖြစ်ပါတယ် GB တက်တန်းက15နှစ်ရှိပါပြီရှင်ဒီတစ်ခါကျမတို့ဖိလစ်ပင်းမှာဝန်ကတွားရောက်တက်ရောက်ခဲ့ခြင်းအဖြစ်တည်ခဲ့ရတာကတော့နိုင်ငံအရရက်ကကျမတို့လို family doctor GB တွေက primary care center မှာတကယ်ကိုအရေးပါတဲ့နေရာမှာရှိနေတာကိုတည်ခဲ့ရပါတယ်အဲ့အတွက်ကျမတို့ GB တွေလည်းမိမိကိုယ်ကိုလည်း update လုပ်ရမယ်မိမိရဲ့ clinic ကိုလည်း update လုပ်ဖို့အားလုံးကိုတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာကျော်စင်လင်းပါလက်ရှိမှာတော့ကျွန်တော်ကမန်လေးမှာရှိတဲ့လင်းရောက်စီကံကိုဦးစီးလှုပ်ဆောင်နေတဲ့သူတယောက်ဖြစ်ပါတယ်။တစ်ဖက်မှာလည်းပဲမြန်မာနိုင်ငံရဲ့ GP လောကကိုပုံကောင်းမအောင်လှုပ်ဆောင်ဖို့အတွက်စေကထက်သန်နေတဲ့လူငယ်ဆရာဝန်တယောက်ပဲဖြစ်ပါတယ်။ဒီကောက်ဖိလစ်ပင်းမှာဝန်ကခီးစဉ်ကရန်ကိုကြိုးရှိတဲ့ခီးစဉ်တစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်။နိုင်ငံတကာတွေနဲ့ချိတ်ဆက်တွေ့ဆောင်တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံအတွက်ပုံကောင်းမွန်တဲ့ခွင့်လန်းတွေကိုလှုပ်ဆောင်နိုင်နေဆိုတာကိုလေ့လာသိနေရပါတယ်။ဒီကောက်ဝန်ကခီးစဉ်ကနေမှပတ်သက်ပြီးကျွန်တော်အနေနဲ့တေချာပေါပြောနိုင်တဲ့အကြောင်းအရာတွေလက်ရှိကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့ GP လောကရဲ့ဒီ continuing professional education တွေအတွက် CME တွေကိုဒီချာလေးစနစ်တကျနဲ့ပုံမှန်ကောင်းမွန်အောင်လုပ်ဆောင်သွားဖို့အတွက်ကိုလည်းလေ့လာသိရှိခဲ့ရပါတယ်။တစ်ဖက်မှာလည်းပဲ locally ပြည်တွင်းအပြင်တော်လည်းကောင်း internationally ပြည်ပကလူရှိသောအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ပုံမှန်ကောင်းမွန်တဲ့စနစ်ကျတဲ့လုပ်ဆောင်နိုင်သွားမယ်ဆိုတာလည်းကျွန်တော်တို့ယုံကြည်ပါတယ်။ထို့တူပဲဒီလိုယုံကြည်ချက်ကိုရရှိဖို့အတွက်ပတ်ဆိုင်ရာကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့တဦးတစ်ယောက်ချင်းစီကနေမှမိမိကိုယ်တိုင်တော်လည်းကောင်းဖွဲ့စည်းဖို့တော်လည်းကောင်းပုံမူတိုးတက်တဲ့ဒီအားထုတ်ကြိုးပမ်းမှုတွေနဲ့တူလှုပ်ဆောင်သွားနိုင်မယ်ဆိုတော့ကျွန်တော်တို့မျှော်လင့်နေတဲ့ဒီမကြခင်မှာပဲရောက်ရှိမယ်လို့ကျွန်တော်ဒီယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မဒေါက်တာအေဂျီပါဒီတစ်ခါဝန်က Asia Pacific Regional Conference ကနေပြီးနိုင်ငံတီးတီးကနေ Family Medicine နဲ့ Primary Care ဘယ်လိုတိုးတက်ဖွံ့ဖြိုးလာအောင်ဘယ်လိုစူးစမ်းကြလဲဆိုတဲ့ history နဲ့ experience တွေကိုလေ့လာသိရှိခွင့်ရတယ် Primary Care approach နဲ့ patient center management ကိုလက်တွေ့အသုံးချတဲ့ workshops တွေ presentation တွေ research တွေကိုတက်ရောက်ခွင့်ရခဲ့တယ်ကိုယ်တိုင်နေနဲ့ကတော့ poster presentation မန္တလေးငလျင်အပြီး mobile clinic response poster ကိုတင်ပြခဲ့ရတယ်ဒီတစ်ခါဝန်က conference မှာမြန်မာနိုင်ငံနဲ့ presentation poster workshop အများဆုံးပါဝင်နိုင်ခဲ့ကြတယ်
နောက်နေ့တွေမှာလည်းကျွန်တော်တို့ GP community အနေနဲ့ international stage ပေါ်မှာပေါ်ပြီးတော့ပါဝင်လာနိုင်မယ်လို့လည်းမျှော်လင့်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒေါက်တာဖြူတီကျော်လေးဖြစ်ပါတယ်ဒီနေ့ဝန်က conference 2025ကိုတက်ရောက်ပြီးတဲ့နောက်ပိုင်းတော့ကို family doctor ဖြစ်ရတာအရင်ကိုယူလာတယ်ကျွန်မတို့ဒီ family doctor တွေကလည်းတိုင်းနဲ့တိုင်းရဲ့ health care system ကျန်းမာရေး system ကြီးကိုမြင့်တင်ပေးဖို့အတွက်အရေးကြီးတဲ့အခက်အခဲတွေပါဝင်နေတယ်ဆိုတာကိုလည်းသိလာရတယ်ပေါ့နော်အဲ့တော့ကျွန်မကိုယ်တိုင်လည်းဒီ family physician တွေရဲ့ဆန်လူးနဲ့ညီပြီးတော့မှ community ကအားကိုးရတဲ့ဆရာတော်တယောက်အဖြစ်ဆက်လက်ကြိုးစားတော့ပါမယ်ဆရာတို့ရှင်မတော်အားလုံးမင်္ဂလာပါကျွန်မတို့ဒေါက်တာလဲရင်ဝင်းပါခုလို World Family Doctor ဒီမှာပါဝင်ပြီးပြောဆိုခွင့်ရတဲ့အတွက်အများကြီးဝမ်းသာခွင့်မိပါတယ်ကျွန်တော်တို့ Wonka 2026ကိုဖိလစ်ပင်းမှာတွားရောက်တက်ခဲ့ရတဲ့အတွေ့အကြုံရပြောရမယ်ဆိုလို့ရှိရင် Family Doctors တွေကတကယ်ကိုရှေ့တန်းကနေပြီးတော့အများကြီးလုပ်ကိုင်နိုင်တဲ့ပြည်သူအကျိုးပြုနိုင်တဲ့ဒေါက်တာမျိုးစားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ Family Doctor ဖြစ်ရတာကိုအရင်ပဲခုံရင်ဝင်းမြောက်မိပါတယ်တခြားနိုင်ငံ International Doctors တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ပိုကောင်းတဲ့စိတ်ပညာအနာဂတ်ကိုတူတူလက်တွဲပြီးလုပ်သွားပါမယ်လို့ကတိပြုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒေါက်တာထုံမောင်ခိုင်ပါလက်ရှိမှာကျွန်မ University of the Philippines Manila မှာ Master in Family Medicine ကိုတက်ရောက်နေတဲ့ PC student တစ်ယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်မက Primary Healthcare System မှာ Family Doctor တွေရဲ့အရေးပါမှုကိုကျွန်မအနေငယ်မျှဝေပေးခြင်းပါတယ် Family Medicine ဆိုတဲ့ဥစ္စာကလူနာတဦးတစ်ယောက်ကိုကုသတာတွေမဟုတ်ဘဲနဲ့လူနာရဲ့မိသားစုလူနာရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေလူနာရဲ့လူမှုဘဝနဲ့ community ကိုနားလည်ပြီးတော့ဆောက်ရှောက်ပေးတဲ့ medical field တစ်ခုပဲဖြစ်ပါတယ်မြန်မာနိုင်ငံလိုမျိုး healthcare resources တွေအကန့်အသတ်ရှိနေတဲ့နိုင်ငံမှာ family doctor တွေရဲ့အခန်းကဏ္ဍအလွန်အရေးကြီးပါတယ် family doctor တွေက healthcare system ရဲ့ primary care services တွေကို community level မှာပေးနိုင်တဲ့ဆရာဝန်တွေပဲဖြစ်ကြပါတယ်ဒါကြောင့်မို့ပုံမကောင်းမွန်တဲ့ healthcare system တစ်ခုရဖို့အတွက်ဆိုလို့ရှိရင် healthcare system ရဲ့ front liner နေရာမှာရှိနေတဲ့ family doctor တွေရဲ့အခန်းကဏ္ဍကအလွန်အရေးကြီးရဆိုတာကိုကျွန်မယုံကြည်မိပါတယ်ဆရာဆရာမတို့အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာမြောင်နဲ့ပါ MFP ရဲ့ Academic Director အနေနဲ့တာဝန်ယူထားပါတယ်ဝန်က Young Doctor Movement Aspire Program ရဲ့ Global Chair အနေနဲ့တာဝန်ယူထားပါတယ်ကျွန်တော် Master တော့ဒီ Wonka Asia Pacific Regional Conference ကိုကိုယ်တိုင်တက်ရောက်ဖြစ်ခဲ့ပါတယ်မြန်မာပြည်ဆရာမတွေအရင်နှစ်တည်းအပို့ပြီးတော့လာရောက်တက်ရောက်တာကိုတွေ့ရတဲ့အတွက်ကျွန်တော်အနေနဲ့အများကြီးဝမ်းသာပွင့်ပြီးပါတယ်ကျွန်တော်တို့ conference မှာ academic activities တွေအများကြီးသူပါဝင်ပြုလုပ်ခဲ့ကြတယ်ပေါ့နော်မြန်မာဆရာဝန်တွေလည်းပြန်လည်တွေ့ဆုံဝင်ရတယ်ကျွန်တော်တို့မြန်မာဆရာဝန်တွေရဲ့ activities တွေအများကြီးကိုလည်းပါဝင်ဝင်ရခဲ့ပါတယ်ဆရာမအနေနဲ့လည်းဝန်က conference ကိုမတက်ဘူးသေးလို့ရှိရင်တက်ချီကြဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလုပ်ပါတယ်ဝန်က conference ရဲ့အပြင်เนาะ online activities တွေလည်းအများကြီးဒီပြုလုပ်လို့ရှိပါတယ်အဲ့တော့ဆရာမရဲ့အနေနဲ့ဝန်ကရဲ့ activities တွေ online activities တွေ webinars တွေ virtual workshop တွေ online course တွေမှာလည်းတက်နိုင်ပြီးပါဝင်တက်ရောက်ကြဖို့လည်းကျွန်တော်အနေနဲ့တိုက်တွန်းလုပ်ပါတယ်ဆရာမရဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်